Hello ဒါလီစောပါဂျပန်ဆန်တော်ချိန်9နာရီပါလေစိတ်ကိုဆင်းပါမယ်ဘိုးရင်းဘက်ဒီပါရီလည်းအလုံးထုတ်ပြီးပြီဆိုတော့ချက်ကင်လို့ပို့တန်းစီပါမယ်ပြည်တွင်းခီးစဉ်ဆိုတော့စိတ်နှောက်ရှက်နဲ့တခုခုဆိုရင်စရာတော့မရှိပါဘူးအကုန်ဆင်ပြေပါတယ်ဒါကကြောတော့လေစိတ်ထဲမှာဝင်ပြီးတော့စားကြရနေနေဝင်နေတာပါမနေ့စပါမစားခဲ့ရတဲ့အတွက်ကြောင့်မို့လို့ကော်ဖီနဲ့မုန်နေနဲ့စားပြီးတော့သွားပါမယ်လင်းချိန်က3နာရီကြော်လောက်ကြာတယ်ဆိုတော့ဒီတော့ကူကီလေးပဲယူလိုက်ပါတယ်ပြီးတော့ကော်ဖီဝင်ပြီးတော့အိမ်မှာပဲကော်ဖီနဲ့မုန်နဲ့စားလိုက်ပါတယ်အခု7:55ဆိုတော့လင်းဆက်ထွက်ပါမယ်အိုကီနာဝါကိုရောက်ပါပြီအခုအိုကီနာဝါရောက်တဲ့အတွက်ကြောင့်မို့လို့အထုပ်လက်ကြီးအထားတော့ထုတ်ဖို့တန်းစီနေပါတယ်အခုကကြတော့လေစိတ်ထဲကနေထွက်ပါပြီအိုကီနာဝါကိုရောက်ရှိလာပါပြီအခုကတော့လေစိတ်ထဲမှာအပြင်ကိုထွက်နေတာပါရောက်ကလေးကအကုန်လုံးကလမ်းဘေးမှာပန်းလေးတွေနဲ့ဆိုတော့တူတူနဲ့တော့ကွာနေတာပေါ့နော်နှစ်ယောက်သားတယောက်တလဲစီရိုက်ရင်းနေပဲအပြင်ကိုရောက်ပါပြီသူတို့ကအကုန်လုံးလေတစ်ကတ်တွေလဲကိုကနေကိုအင်တာနက်ကဖြတ်တယ်ဟိုတယ်ဘုကင်နဲ့အကုန်လုံးကိုယ့်ဘက်ကိုလုပ်ပြီးတော့သွားတာဆိုတော့ပုံစံကတော့တုံးတရားမရှိဘူးနော်โอเคနော်ကဆိုပါစားမယ်လို့စဉ်းစားလိုက်တယ်ဒါပေမဲ့မစားပြပဲတုံးကဆိုပဲစားခဲ့ပါတယ်နောက်ပြီးတော့စောင့်နေရရင်နဲ့ဒီဦးမဲဝယ်စားပြီးတော့စောင့်နေဒီမှာကကျတော့12နာရီ30ကားပေါ့နော်ဘတ်ကိုလေးစိတ်ဒီတာမနယ်ရှိကနေပြီးတော့ဟိုတယ်ထိအရောက်ကြိုပြီးကားကဘတ်ကားကမမီလိုက်ဘူး12နာရီ30အဲ့အကြောင်း2နာရီ10မိနစ်ကားကိုစောင့်ရင်းနေလေးစိတ်ထဲမှာ1နာရီခွဲ2နာရီနေပါတော့လေးအောင်ဖြစ်သွားပါတယ်အဲဒီတော့ပြင်းစရာကောင်းတာနဲ့ဖုန်းသုံးရင်မုတ်စားရင်နေပဲစောင့်နေပါတယ်ခုကကြတော့2နာရီထိုးတော့မှဆိုတော့နော်ပြင်ဆင်ပြီးတော့ရှေ့ကဘတ်စကားခိတ်မှာထွက်ဆောင်မယ်လို့စဉ်းစားလိုက်ပါတယ်ကိုကတိုကျိုမှာအေးရဆိုတော့ဆွီရှန်နဲ့ဘောင်းမိရှည်ဝစ်လာတာမိုးကလည်းရွာနေပေါ့နော်လာတဲ့မနေ့ကဒါပေမဲ့အိုကီနာရောက်တဲ့ချိန်မှာပူရတယ်အရန်ပူတယ်အဲ့ချိန်ကဒီကလေစိတ်ထဲမှာတနာရီကျော်ပဲရှိသေးတာဆိုတော့ပေါ့နော်ပူတယ်သူများတွေအကုန်လုံးပါလေးတွေဝတ်ထားကြပေါ့နော်ကိုတွေပဲတိုကျိုကလာဆိုအေးလို့မနိုင်ခင်ရမခံနိုင်ဘူးလေနော်အေးတော့အဲ့လိုမျိုးဝတ်လာတာဒီကြတော့ပြောင်းပြန်ဖြစ်နေပါတယ်ဒီနေ့ဘလို့လေးကဒီနေ့တနေ့စာအတူလေးလိုက်ထားဖြစ်ပါတယ်ဘတ်စကားစီကိုသွားလိုက်ပါမယ်အခုဘတ်စကားပေါ်ကိုရောက်ပါပြီဒီနံပါတ်2ဟာချီကိုပေါ့နော်စီယာဒီဘူတာယထာလေးစိတ်ရှိကနေပြီးတော့ဟိုတယ်အရှိထီကိုရောက်ပါတယ်ဘုလို့ဒေတာကတော့ဒီဇုံးလာဖြစ်ပါတယ်လမ်းမှာလည်းဆင်းပြီးတော့ကားသမားကရက်ပြီးတော့ဆင်းပြီးတော့မုံဝယ်စားပါတယ်အခုဟာချီနဲ့လာတာပါအခုဟိုတယ်ရှိကမှတ်တိုင်ကိုရောက်လို့ဆင်းပြီးတော့ဆင်းလိုက်တာနဲ့အိမ်မှာပင်လေးပါအစားကကြတော့မြို့ထဲမှာတဲဖို့ဆိုပြီးတော့စဉ်းစားပေမဲ့ကိုကရောက်မဲ့ရောက်တော့ဒီစီးဆိုင်မှာပဲတဲရှင်နေဆိုပြီးတော့တိုင်ပင်ပြီးတော့စီးဆိုင်မှာပဲယူလိုက်တာပေါ့နော်မြို့ထဲနဲ့တော့တွိုင်းလာရကားမရှိရင်နည်းနည်းတော့လှမ်းတယ်ဒါပေမဲ့ view လှတယ်သူကဈေးနည်းနည်းကြည့်ပြီးတော့အခန်းထဲကနေလည်း ocean view ကိုမြင်နိုင်တယ်ပေါ့နော်ပြီးတော့ဘတ်စကားကလည်းဟိုတယ်ရှိထိဘတ်စကားမှတိုင်းရှိတော့အဆင်ပြေပါတယ်အခုရောက်လို့အဲဒီကနေဆင်းပြီးတော့ဟိုတယ် check in သွားလုပ်ပါမယ်သူကဒီတိတ်လိုက်တာတော့ Arizona Hotel Arizona ပေါ့နော်သူကနာဂိုမှာရှိတာပါမြို့ထဲနဲ့တော့တော်တော်ကိုဝေးပါတယ်ဒါပေမဲ့အရန်ကိုအဆင်ပြေရလှမ်းပင်မဲ့ပေါ့နော်တော်တော်အဆင်ပြေပါတယ်အခန်းရော sea view ရောကမိုက်တယ် breakfast လည်းပါတယ်အခုကတော့ check in လုပ်ပြီးတော့အခန်းစီကိုသွားပါမယ်ပြည်တွင်းခီးစဉ်ဆိုတော့တတရာအေးစစ်စစ်နဲ့အဆင်ပြေပါတယ်ဟိုပြပခီးစဉ်လို့ရောက်ရမခတ်နေဘူးပေါ့နော်ဒါကတက်လီကားတွေကနေထွက်လိုက်တာနဲ့ဒီဘက်က mountain view ဟိုဘက်က sea view ပါအခုကကျတော့အခန်းထဲကိုဝင်ခင်းတက်လီကားတွေကထွက်ပြီးတော့အရှိမမြင်ရတဲ့ mountain view ပါတော်လှပါတယ်အရန်လှပါတယ်အိုကီနာတောင်းမဲ့သူတွေရှိရင်ဒီ hotel ကို recommend ပေးပါတယ်ကိုပါကိုကားပါမယ်ငှားနိုင်မယ်ဆိုလို့ရှိရင်ပိုအဆင်ပြေပါတယ်အခုကအခန်းထဲဝင်ပါမယ်အခန်းရဲ့အရှိမ sea view ဖြစ်ပြီးတော့အခန်းရဲ့အနောက်မှာက ocean view ပါအခန်းထဲကိုဝင်ပါမယ်ဒါက room tour လေးတစ်ဖြတ်ပေါ့နော်ဒါအခုကကောင်မလေး2ယောက်ဆိုတော့တယောက်ကိုတကတင်ပြီးခွဲအိပ်ပါတယ်မြန်မာတငယ်ချင်းနဲ့တွားတော့ကတော့အတူတူတကတင်အကြီးကိုယူလိုက်ပြီးတော့တဲပေမဲ့ခုကတော့စပယ်မလေးနဲ့ဆိုတော့တယောက်တစ်ခုပါအခန်းကတော်တော်ကျေပြီးတော့9ယောက်ခန်းကိုရထားဖြစ်တဲ့အတွက်အရန်မိုက်ပါတယ်ပြီးတော့ဒီမှာပါ sea view ပါဟိုဒီဘက်က ocean view နဲ့အရှိမက mountain view ပါအရန်မိုက်ပြီးတော့
ရောက်တာနဲ့အမိုးတွေအားလုံးပြည်သွားတယ်ရောက်တဲ့အချိန်ကလည်းညနေ4 နာရီလောက်ဆိုတော့ချက်ကင်လုပ်တဲ့အချိန်က4 နာရီလောက်ဆိုတော်တော်မိုက်တယ်သူတို့ private beach လေးလည်းရှိတယ်ပြီးတော့ဒီ hotel ကအဆောက်အဦက2 ခုရှိတယ်ပေါ့နော် main building နဲ့ east building နဲ့အဲ့ဒါကို main building မှာရသွားတဲ့အတွက်ကြောင့်ပြီးတော့အထက်မြင့်ဖြစ်တော့ဘာမှမရှိဘူးစုမြန်တန်ကပင်လေးလိုင်းပုတ်တန်ပဲရှိတယ်အရန်မိုက်ပြီးတော့အရန်ကိုစိတ်ပန်းပြေတယ်တခြားသွားလဲရတာ activities တွေလုပ်တာမဟုတ်ဘဲနဲ့ hotel မှာတက်ရနေဟုတ်ပဲဒီလေကောင်းလေတန်းရရဲ့ပင်လေးလိုင်းတန်နဲ့အညာဆိုရင်အပင်ကိုထွက်ပြီးတော့မုံစားစကားပြောအဲ့လိုမျိုးလဲလုပ်လို့အဆင်ပြေပါတယ်စားရင်တောက်ရင်နဲ့မနှက်ဖြန်ကြရင်လုံးမဲ့ activity တွေကိုဆွေးနွေးနေတာဖြစ်ပါတယ်။ဖေသွားမယ်ဘာလုပ်မယ်ကိုကလှုပ်ချင်တာလေးသူ့ကိုပြောပြတယ်သူကကြတော့ရောရခုယူပေးရဲ့။အခုစားတောက်ပြီးတော့စကားပြောပြီးတော့ညဆိုရင်နဲ့နာတက်သွားတိုက်ပြီးတော့အဲ့ရဝင်ပါမယ်။ဒီနေ့ပြင်မန်းလာလို့စောစောနားတယ်ဘယ်မှမသွားလိုက်ဘူးရောက်တယ်။ဟိုကနေပြီးတော့4 နာရီ5 နာရီလောက်ကထွက်လာပေါ့နော်ပြီးတော့ဒီကို4 နာရီလောက်မှရောက်တယ်ဒါပေမဲ့အဲ့ဒါကစောစောရောက်တယ်တကယ်ဆိုလေးစိတ်မှာ4 over ဖြစ်သွားလို့ပေါ့နော်2 နာရီနေပါတော့အဲ့ဒါနဲ့နာတဲ့တော့တိုက်ပြီးတော့စောစောစကင်ကဲပြီးတော့စောစောအိပ်ရဝင်ပါမယ်ဒီကိုကကြတော့9 ညအိတ်6 ရက်လာတာပေါ့နော်ဒီလေးစိတ်လေးလက်မှတ်ကိုလည်းကိုယ့်ဘာနဲ့ကိုဖြတ်တယ်ဟောတဲ့ဘုကင်လည်းကိုယ့်ဘာနဲ့ကိုယူထားတယ်ပြီးတော့ရှင်သွားမဲ့ရှောက်လေမဲ့ရက်ကိုလည်းဒီဘက်က driver နဲ့ကိုယ့်ဘာနဲ့ကိုချိတ်ထားတယ်ပေါ့နော်ဖြန်မှာဘာတွေဘယ်လိုသွားလုပ်မလဲဆိုတာချက်လိုက်ကြည့်ပေးပါဦးဒီနေ့ကတော့စောစောပဲစားတော့ပြီးတော့အိပ်အောင်ပါမယ်ခန္ဓာကိုယ်တွေလည်းနားနေရဆိုတော့အဲ့ရမှာသွားရင်လာရင်နဲ့ကိုပဲဝက်ချံကတပူးထွက်လာတဲ့အတွက်နဲ့ skin care နဲ့ဝက်ချံဆေးပါတခါလေးလိမ့်ရပါတယ်ခရီးသွားရင်ရိုးရမပြတ်တဲ့ဝက်ချံလေးသက်ဆိုင်ရှိတဲ့ဝက်ချံလေးထွက်လာပါလေဒီအိုကီနာဝါအခုချိန်ကလည်းဟိုအရင်မပူတော့ဘဲနဲ့ချမ်းတာလည်းမဟုတ်ဘူးတိုကျိုနဲ့တခြားစီနေလို့လည်းကောင်းပြီးတော့ဒီချိန်ကအမိုက်ဆုံးအဲကြောင့်အိုကီနာဝါတောင်းမဲ့သူရှင်10 လပိုင်းသွားပါလို့ recommend ပေးချင်ပါတယ်10 လပိုင်း17 လပိုင်းကအဆင်17 လပိုင်းတော့မသိဘူးနော်10 လပိုင်းတော့အဆင်ပြေပါတယ်ခုကအားလုံးပြီးပြီဆိုတော့ bye bye အိပ်ပါတော့မယ်မနေ့ပြန် activity တွေကိုစောင့်ကြည့်ပေးပါဦး